သူ့အမြင်ကရိုးရှင်းတယ်ဝန်ထမ်းမဖြစ်ပါနဲ့ပိုင်ရှင်ဖြစ်ပါငွေအတွက်မလိုပါနဲ့ငွေကိုကိုယ့်အတွက်လိုခိုင်းပါလို့ပြောတယ်ဖေဖေနှစ်ယောက်အတွေးခေါ်နှစ်မျိုးဘဝလမ်းကြောင်းနှစ်ခုကျွန်တော်ဘဝမှာဖေဖေနှစ်ယောက်ရှိခဲ့တယ်တယောက်ကပညာတတ်စာအုပ်ထိဖတ်တယ်မျိုးစုံသင်ကြားတယ်စာကြိုးစားပါအလုပ်ကောင်းရယူပါလုံခြုံမှုကအရေးကြီးဆုံးလို့ပြောတယ်တယောက်ကတော့စာအုပ်ပညာမများပေမဲ့ငွေကြီးအတွေးခေါ်အလွန်ကောင်းတယ်ငွေအတွက်မလိုပါနဲ့ငွေကိုကိုယ့်အတွက်လိုခိုင်းပါလို့ပြောတယ်ဖေဖေနှစ်ယောက်အတွေးခေါ်နှစ်မျိုးဘဝလမ်းကြောင်းနှစ်ခုစင်းရဲဖေဖေရဲ့ယုံကြည်ချက်စင်းရဲဖေဖေကပြောတယ်စာကောင်းကောင်းသင်ပါအလုပ်ကောင်းတစ်ခုရယူပါ risk မယူပါနဲ့ပတ်စံကိုစုပါသူ့ဘဝတစ်လျှောက်လုံးအလုပ်ကြိုးစားခဲ့တယ်ဒါပေမဲ့လစာအများပြရတယ်လို့အသုံးစရိတ်တက်လာတယ်သူထင်ထားတာအိမ်ကားတွေကပိုင်ဆိုင်မှု asset လို့ထင်တယ်ဒါပေမဲ့အဲ့ဒီအရာတွေကလစဉ်ငွေထွက်စေတဲ့ liability ဖြစ်နေခဲ့တယ်ဝင်ငွေမြင့်ယုံနဲ့မချမ်းသာနိုင်မှုဆိုတာကျွန်တော်နားလည်လာခဲ့တယ်ချမ်းသာဖေဖေရဲ့သင်ခန်းစာချမ်းသာဖေဖေကမတူဘူးပိုင်ဆိုင်မှုဆိုတာကိုယ့်အိတ်ထဲငွေထည့်ပေးတဲ့အရာပဲလို့ပြောတယ် asset equal to ငွေဝင်စေတော့အရာ liability equal to ငွေထွက်စေတော့အရာသူကသင်ပေးတယ်လုပ်ငန်းတိဆောက်ပါယင်းနှမြုပ်နှံပါအိမ်ချမ်းမြေဝယ်ရင်ပါငွေကြေးပညာလေ့လာပါသူ့အမြင်ကရိုးရှင်းတယ်ဝန်ထမ်းမဖြစ်ပါနဲ့ပိုင်ရှင်ဖြစ်ပါကြောက်ရွံ့မှုလူအများစုကငွေဆုံးရှုံးမှာကိုကြောက်တယ်ဝေဖန်ခံရမှာကိုကြောက်တယ်မအောင်မြင်မှာကိုကြောက်တယ်ဒါကြောင့်သူတို့လုံခြုံတဲ့လမ်းကိုရွေးတယ်ဒါပေမဲ့ချားတာသူတွေကကြာရှုံးမှုကိုသင်ခန်းစာဖြစ်မြင်တတ်တယ်အခွင့်အရေးကိုပြဿနာထဲမှာမြင်တတ်တယ်ငွေကြေးပညာကကြောက်ရွံ့မှုကိုရောက်ချပေးတယ်အမှန်တရားအချိန်ကြာလာတော့ကျွန်တော်နားလေလာတယ်စင်းရဲဖေဖေကဘဝကိုရှင်သန်နိုင်အောင်သင်ပေးခဲ့တယ်ချမ်းသာဖေဖေကဘဝကိုလွတ်လပ်အောင်သင်ပေးခဲ့တယ်အမှန်တကယ်ချမ်းသာမှုဆိုတာငွေလွတ်လပ်မှုအချိန်လွတ်လပ်မှု passive income ကိုမရှိပဲငွေဝင်နိုင်ခြင်းကွာခြားချက်ကငွေမဟုတ်ဘူးအတွေးခေါ်ပဲတင်ဆိုရင်ဘယ်ဖေဖေရဲ့စကားကိုနားထောင်မလဲလုံခြုံမှုကိုရွေးမလားလွတ်လပ်မှုကိုရွေးမလား comment ရေးပြီးတခုခုပြောသွားကြပါ